အခုလေဒီလာလေးလေးရလေဒီဟမ်းမိတ်လေးလုံးတော့လေဒီငွေတဲ့ကုန်ကျန်းဆိုင်နေနဲ့ပတ်သက်ပြီးတော့နော်ဒီလေးတိလိုက်ရရှိရပါတော့အရင်တော့ဆိုရင်ဒီလေးကပေါ့နော်ဒီဟာအပျော်လောက်တာကွာဒီကအပျော်လောက်တယ်ဆိုတော့ဘယ်လိုပြောရမလဲဆိုတော့သူတို့ပို့စီနေချိန်မှာပို့ကွာပြဿနာမရှိဘူးသိရမလားသူတို့ကဥမာထားပါတော့ကိုကမှားလိုက်တယ်ကွာမှားပြီးလို့ရှိရင်သူကမပို့ပဲနဲ့2ရက်လောက်နေမှခါကျရင်1ရက်လောက်နေမှ reply လာတယ်ပြီးလို့ရှိရင်ပစ္စည်းတွေကိုကရှိလားမရှိဘူးလားမေးတာ1ရက်ပြီးလို့ရှိရင်ကိုလိုချင်တဲ့ဟာတွေကမရဘူးရတယ်ပြန်ပြောတာ1ရက်ပြီးလို့ရှိရင်အဲ့ဒီဟာတွေအကုန်လုံးဓာတ်ပုံရိုက်ပြီးတော့ကွာဒီ handmade ဆိုင်ညာလိုပြပေးရလေကိုလိုချင်တဲ့ဟာပြပေးရမလားတချို့ဆိုင်ဆိုပြတာမပြဘူးကွာဒီလားအဲ့လိုမျိုးတရက်ဆိုလေဒီခါကြလို့ရှိရင်ဒီနေရာလေးပြန်အရန်ကြီးကိုစိတ်တူတဲ့ဆိုင်ကြီးရှိရကွာဒီလားဆိုင်ကြီးတွေပေါ့ပြောရမယ်ဆိုကွာသူတို့ရှိမှလည်း message တွေများတာကိုလက်ခံတယ်ကွာဒါပေမဲ့သိရမလားcustomer ဘက်ကလည်းတစ်ချက်ကြည့်ပေါ့နော်တစ်ချက်ကြည့်ဆိုတာသိရမလားဒီဘက်ကိုလည်းreply မြန်မှ customer ကဝယ်ချင်တာကွာအဲ့ပြဿနာတော့ရှိရပါတော့ဒါတော့လုပ်ငန်းကြီးမှာရှိချင်လည်းရှိမှာပေါ့ဒါပေမဲ့ဒီနေရာကစိတ်ဆိုးတယ်ကွာအဲ့လိုမျိုးစိတ်ဆိုးလို့ရှိရင်ဒီနေရာအဲ့ဒီမှာဆို2နှစ်3နှစ်လောက်မဝယ်ဘူးအဲ့လိုမျိုးပေါ့အဲ့လိုကုန်ကျန်းဆိုင်အဲ့လိုမျိုးနောက်ဒါပေမဲ့လောကကြီးမှာကွာပြစ်ပယ်လို့များတဲ့ဟာရှိရပါတော့ပြစ်ပယ်လို့များတဲ့ဟာရှိရဆိုတော့သိလားဥမာတဲ့ထားပါတော့ wifi တက်တယ်ကွာ wifi တက်တယ်ဆိုလို့ရှိရင်လီလီယန်တို့ကဥမာထားပါတော့ကွာwifi ပေါ့ A ကိုတက်တယ်ပေါ့ထားပါတော့ A ကိုတက်တယ်ဆိုလို့ရှိရင်အဲ့ဒီ A ကမကောင်းဘူးကွာမကောင်းလို့ရှိရင် B ကိုပြောင်းမှာကွာ B ကိုပြောင်းပြီးရင်လည်းနောက်တစ်ခါမကောင်းဘူးကွာ C ကိုပြောင်းမယ်ဆိုရင်အကုန်လုံးတူတူပဲဖြစ်နေတာကွာသိလားဘယ် service မဆိုကအကုန်လုံးကဒီ service ကုန်တော့တူတူပဲဖြစ်နေတဲ့အခါကျတော့ကိုပြောင်းလိုက်တာပဲရှိရကွာဒီဟာမကောင်းလို့ဒီဟာပြောင်းတယ်ဒါပြောင်းလို့ကိုမှ choice မရှိဘူးသိလားဒီနေလို့ရှိရင် choice မရှိရဲ့အခါကျတော့ကိုကမကောင်းလဲနောက်ဆုံးဘယ်လိုသိလာမလဲပေါ့နော်သိလာတဲ့အခါကျတော့ဒီဟာမကောင်းလဲကိုကတိခံပြီးတော့နေရမှာပဲကွာအဲ့တဘောပဲအခုဒါကကုန်ကျန်းဆိုင်ဆိုလို့ရှိရင်လည်းဒီလိုပဲပေါ့နော်ဒီနိုင်ငံမှာကထားပါတော့ဒီလို handmade လုပ်တဲ့ကုန်ကျန်းဆိုင်အကြီးဆိုတာအခုမှသာအသေးလေးထပ်ပေါ်လာလို့ကွာဒီလားဒီလိုကုန်ကျန်းဆိုင်အကြီးဆိုတာအရင်တော့ရှားတယ်ကွာလက်ချိုးယူလို့ရတယ်တဲ့မှာလုပ်တဲ့သူကမျိုးရှိရလီလီလောက်တဲ့ဒါကကျတော့ reason လို့ပါတော့အဲ့လိုမျိုးဘက်ပေါ့နော်ဘက်ဆိုတော့ပုံထုတ်မဲဘာညာဆိုတဲ့ဆိုင်တွေကရှိရရှားတယ်ပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းတော့ပေါ်လာတယ်ပေါ့နော်ခုနောက်ပိုင်းတော့များလာတယ်ပေါ့နော်အဲ့လိုမျိုးကြတော့လီလီတို့ကဘယ်လိုပြောရမလဲဆိုတော့ရွေးချယ်လို့မရဘူးခုန wifi ကိုပဲပေါ့ဒါသူ့ရှင်ကမှမဝယ်လို့ရှိရင်ကိုကတခြားဘာမှဝယ်ရမှမသိဘူးအဲ့လိုလမ်းပြောက်တဲ့အချိန်တွေရှိတယ်လီလီယန်စီမှာလေလမ်းပြောက်တဲ့အချိန်တွေရှိရပေါ့နော်ရှိရခါကျတော့လီလီယန်ကစိတ်ဆိုးလို့မရဘူးအဲ့တော့လုပ်နေတယ်ဖြစ်လဲဆိုကွာဒီကုန်ကျန်းဆိုင်တွေကကိုဘလူပဲဆက်ဆံပေါ့နော်ရောင်းချင်သလိုမရောင်းချင်သလိုပဲလုပ်သူ့ဘာတတူမှာကွာလီလီယန်ဆိုလို့ရှိရင်ဘယ်လိုမျိုးလူစားမျိုးလဲဆိုတော့ကွာတခါလည်းအများကြီးမှာလူစားမျိုးမဟုတ်ဘူးဒီလားလီလီယန်အဲ့လိုမျိုးလည်းမရင်းချင်ဘူးကိုရင်းထားတဲ့ဟာတွေကလည်းအများကြီးပဲဒီမှာလီလီယန်ပြောရမယ်ဆိုကွာတော်တော်များများလီလီယန်စုထားတာရှိတယ်ဒါပေမဲ့ customer ရဲ့တဘာဝအရာပေါ့နော်ကိုရှိမှရှိတဲ့ဟာကိုသူတို့ကြိုက်ချင်မှကြိုက်တာကွာကိုရှိမှဒီပန်းမွေးရှိမှသူကဟိုပန်းမွေးလိုချင်မှာဥပမာပြရနော်အဲ့လိုမျိုးတော့မရွေးပါဘူး customer ရဲ့ဒါပေမဲ့သူတို့လိုချင်တဲ့ design မှာပါတဲ့အရုပ်တို့ဥမာပန်းမွေးလေးတွေပဲလိုချင်တယ်ဆိုလူငယ်အဲ့လိုပန်းမွေးတွေလိုက်ဝယ်ရတာကွာဥမာဖဲပြားလေးလိုချင်တယ်ဖဲပြားအဲ့လိုမျိုးပေါ့နော်ကိုကသူတို့ပြရဲ့ design ပေါ်မူတည်ပြီးတော့ကွာဝယ်ရတာဝယ်ရတဲ့ခါကျတော့ကိုစုထားတဲ့ဟာနဲ့ဆိုလို့ရှိရင်လီလီကခဏမှားတယ်ကွာဥမာ customer တရားကိုရှိမှာဖုန်းကပါလေးလာအပ်တယ်ဆိုလို့ရှိရင်လီလီကhandmade ဆိုင်အများနဲ့မှားတယ်ကွာဒီလားပြီးလို့ရှိရင်ပုံထုတ်တယ်ဆိုလို့ရှိရင်လည်းလီလီကကိုယ့်အကိုထုတ်လို့မရဘူးလေအိမ်မှာprinter မရှိဘူးဆိုတဲ့ခါကျတော့ဒီလို sticker ပုံရင်ထုတ်တဲ့ဟာတွေမရှိဘူးဆိုတဲ့ခါကျတော့အဲ့လိုမျိုးကွာဒီလားသူများရှိမှာပဲအပ်ကာတယ်ကွာသိရမလားပုံထုတ်တဲ့ဟာမရှိဘူးအပ်ကာတယ်ကွာအပ်ကာတဲ့ခါကျတော့ဒီ cover လဲအဲ့လိုပဲပေါ့နော် handmade cover တွေလည်းအရင်တော့ဆိုရင်လီလီယန်ဒီစိုင်ကြီးတစ်ခုမှာပေါ့နော်လူနဲ့နာမည်မပြောဘူးဘာဖြစ်လို့လဲဆိုတော့သူများရဲ့စီးပွားရေးနဲ့မထိခိုက်စေချင်ဘူးဒါပေမဲ့ပေါ့နော်ကိုဘလို့ခံရတယ်ဆိုတော့ပြပါနော်ဒီလို handmade တွေလုပ်တယ်ဆိုကိုမှရွေးချယ်ကိုမရှိဘူးကွာဒါပေမဲ့ကံကောင်းကျင်တော့လီလီယန်ကအရင်တော့ကွာအဲ့ဆိုင်လေးကိုဆိုင်သေးလေးဆိုပြီးတော့လီလီယန်ထင်တာသိလားဒါပေမဲ့တကယ်တမ်းကျတော့သူ့ရှိမှာလုံးဝအဆုံရှိရယ်ကွာသိလားလီလီယန်လိုချင်တဲ့ဟာအကုန်ရှိရယ်လီလီယန်ကလေမှတ်ထားပါတော့
ညီမလေးရေပေါ့နော်ဘာလို့ချင်းနေဆိုလို့ရှိရင်သူ့ရှိမှာရှိတယ်ဒီလားလီလီယန်လိုက်ကြည့်လိုက်ဒီပုံစံလေးလိုချင်တယ်ဒီဟာလေးမိုးလေးရှိလားဆိုလည်းရှိတယ်သူ့ရှိမှာများသောအားဖြင့်ရှိတယ်ကွာမရှိဘူးဆိုတာဥမာရောင်းလိုက်လို့ကုန်သွားအဲ့လောက်ပဲဒါပေမဲ့ तू ကတော့လက်လီပြန်ရောင်းနေဆိုင်အသေးပဲပေါ့နော်ဆိုင်အသေးပဲတော့တော်တော်စုံတာ तू ကအဲ့လိုမျိုးပေါ့နော်ဆိုတော့လေပြီးတော့ customer service နဲ့ပတ်သက်ပြီးတော့ကြည့်လို့ရှိရင်လည်းကွာဒီလားဒီလိုမျိုးဆိုင်ကြီးရကြသူတို့ရှိမှအမလေးဘယ်သူက9သိန်းပို့ဘယ်သူက10သိန်းပို့ဘာညာတည်မလားအဲ့ဒါကြီးတင်တယ်မလားအဲ့လိုမျိုးတွေဝယ်တယ်လေနေရလို့ကြအများကြီးအဲ့လိုမျိုးစုပြီးချို့ရလောက်ကြလေအဲ့လိုပြန်ရောင်းတာကုန်ကျန်းဆိုင်အသေးလေးရာနေပြန်ဝယ်ရလဲရှိမှာပေါ့နော်လီလီယန်တို့ကြအဲ့လိုခဏမှာကွာအဲ့ကြတော့ तू ကဘယ်လိုလုပ်လဲဆိုတော့လီလီယန်အဲ့ဝယ်နေကြhandmade တွေပြန်ပြီးတော့အရင်တော့ဆိုလီလီယန်လက်ဆောင်ဝယ်ပေးရကွာဒါပေမဲ့နောက်ပိုင်းဒီစီးပွားရေးအနေနဲ့ကိုကလုံးမယ်ဆိုလဲဆိုတော့အဲ့ဆိုင်မှာပေါ့နော်အဲ့ဆိုင်ဆိုအရင်တော့ကြာလို့လီလီယန်မဝယ်ဘူးတိလားနှစ်ဆိုင်ရှိရနောက်တစ်ဆိုင်လည်းလိုပဲအရင် reply ကြာမဝယ်ဘူးလီလီယန် reply မြန်နေဆိုကြည့်ရဝယ်တာကွာတိလားအဲ့မြန်ကြာလီလီယန်ဘယ်လိုလုပ်လဲဆိုဥမာကွာ delivery ကဆိုလို့ရှိရင်အရင်တော့ဆိုလို့ရှိရင်နေချင်းပို့ဆိုရင်3000ဟုတ်တယ်နေချင်းပို့ဆို3000အဲ့မှာ3500ဆိုင်ရဆိုလို့ရှိရင်ဘယ်လိုလုပ်လဲဆိုပေါ့နော်ဒီနေရာမှာမေးလိုက်တယ်ပေါ့ဒီကဘာရှိလားပေါ့ဟမ်မိတ်ကဘာဒီဟာရှိလားဆိုတော့သူကလေမ5ခုလောက်ပေါ့ဒီနေရာပို့လိုက်တယ်ပေါ့ပို့လို့ရှိရင်သူကလေအကြာကြီးနေမှာ reply ပြန်တယ်ဘာတွေကတော့ရှိရဘာမရှိဘူးပေါ့နော်သူရှိမှာအကုန်လုံးနဲ့အပြည့်မရဘူးကွာဒီလားလုံးဝမရှိလားမရှိဥမာထားပါတော့5ခုလောက်ဆိုရင်3ခုလောက်ပဲရှိရင်2ခုလောက်ကမရှိဘူးအဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ပြီးလို့ရှိရင်လည်းတခြားဟာတွေလည်းအဲ့လိုပဲလီလီယန်လိုချင်တဲ့ဟာတွေမေးလိုက်ရင်သူကမရှိဘူးတိလားသူကကုန်ကျန်းစာရင်းလာဖြစ်တာကွာမေးလိုက်လို့ရှိရင်မရှိဘူးပြီးလို့ရှိရင်ဈေးတွေရာတွေတိလားတမင်တက်တင်ထားသလားတော့မှတ်ကြရပေါ့နော်ဥမာထားပါတော့ကွယ်သူများရှိမှဒီလိုအထုပ်ကလေးတစ်ထုပ်ကိုဥမာ1000နဲ့ရောင်းနေဆိုလို့ရှိရင်သူ့ရှိမှအဲ့လိုမျိုးအထုပ်မဟုတ်ဘူးအဲ့ဒီထဲကဟာလေးတွေတစ်ခုချင်းစီကို300နဲ့ရောင်းတယ်လို့ပေါ့သိရမလားအဲ့လိုပုံစံမျိုးတွေတော်ကွာတာပေါ့နော်ဈေးနှုန်းကအစကုန်လက်လီဆိုင်လက်လီလက်ကားရောင်းတဲ့ဆိုင်ဖြစ်ပြီးတော့ဗောနော်ပြီးလို့ရှိရင်အဲ့ဒီမှာခန့်ထားတဲ့ဝန်ထမ်းတွေကကြောက်လေပြောမယ်ဆိုရင်ကွာသိရမလားဒီတိုင်းပဲဝန်ထမ်းခန့်ထားပဲဗောနော်ဒါပေမဲ့ကြည့်လိုက်လို့ရှိရင်ကွာသူတို့သဘောနဲ့သူတို့ရောင်းနေတယ်လို့တော့ထင်ရတယ်ဗောနော်ဈေးနှုန်းတွေလီလီယန်ဆိုသူတို့ရှာပေါ့အရန်ဈေးကြီးရသေးလားသူများဆိုင်ထက်ကိုတော်ဈေးကြီးရဒီကုန်ကျန်းဘယ်လိုရမလဲလက်လီရောင်းတဲ့ဆိုင်ဟိုလေဇက်ကားဆိုင်ဖြစ်နေပြီးတော့ဗောနော်အရင်ဈေးကြီးရသေးလားသူများထက်တော်ဈေးကြီးရဗောနော်ဒါပေမဲ့ဈေးပေါ်တဲ့ဈေးသက်သာတဲ့ဟာလည်းရှိတယ်ခရင်ကတော့ဈေးသက်သာတယ်ဗောနော်တခြားဟာတွေကတော့လုံးဝသူများထက်ကိုတော်ဈေးကြီးရလက်လီဆိုင်တေးသေးလေးထောင်ဈေးကြီးသေးရကွာသေးလားလီလီယန်ကိုပဲလောက်တာလားဘယ်လိုလဲတော့မသိဘူးဗောနော်ပြီးတော့လီလီယန်ဆိုလို့ရှိရင်ဘယ်လိုလုပ်လဲဆိုတော့အရင်တော့ဆိုလို့ရှိရင်လီလီယန်စဉ်းစားဗောနော်ဒီဟမ်မစ်ကဘာလုပ်တယ်ဆိုရင်သူ့ဆိုင်လေးကလည်းဥမာက10နဲ့ရောက်တယ်ဆိုရင်လီလီယန်သွားယူမယ်ဗောနော်တစ်ခါ boost တင်လိုက်တယ်တကယ်လို့ကဘာတွေအပ်တယ်ဆိုလီလီယန်ကိုယ်တိုင်သွားယူမယ်ဆိုပြီးတော့ဟိုးပထမဆုံးတစ်ခါဆိုလီလီယန် boost တင်လိုက်လို့ရှိရင်တော်ရောင်းရတယ်အဲ့တစ်ခါတော့ဆိုလို့ရှိရင်တစ်ခါ boost တင်ရ10ခုလို့5ခု9ခုအဲ့လောက်ထိရောင်းအခုဆိုလို့ရှိရင်သိပ်မရောင်းပါဘူးကွာနေ့တိုင်းဥမာထားပါတော့လီလီယန်လည်းနဲတာဟုတ်အရင်တော့ဆို$2 $3အဲ့လိုတင်တာသူများဆို$20ပါတင်တယ်မလားလီလီယန်မတင်$3အဲ့လောက်ပဲ$5အဲ့လောက်ပဲတင်တာကွာပြီလား2ရက်3ရက်ကိုတချို့ဆို3ရက်$5အဲ့လိုတင်ကြမှာလားလီလီယန်ကြတော့အခုနောက်ပိုင်းသိပ်မတင်ဘူးကွာအဲ့လိုနည်းနည်းချင်းစီပဲ$1စီပဲတင်တာတင်တော့တိတ်မရဘူးကွာဒီမှာ reach လည်းတိတ်မရဘူးထားပါတော့အဲ့တုန်းကဆိုလီလီယန်အဲ့လိုကဘာအများကြီးပဲဝင်ရတယ်ကွာဒီအဲ့လိုမျိုးမေးလို့ရှိရင်လီလီယန်10ခုလောက်မေးလို့ရှိရင်5ခုလောက်ပဲရတယ်6ခုလောက်ပဲရတယ်ကွာအဲ့လိုမျိုးပေါ့ပြီးလို့ရှိရင်အဲ့ဒီကဘာလေးရဲ့ဈေးနှုန်းတွေကလည်းကွာသူများထက်ဈေးကြီးတယ်ဥမာထားပါတော့ကွယ်သူများထက်1000ကျော်လောက်ကိုဈေးကြီးတာကွာသိလားအဲ့လိုမျိုးပုံစံမျိုးပေါ့နော်တက်မဲ့လုံးနေသလားတော့မှတ်ကြတယ်ကွာသိလားအဲ့နဲ့လီလီယန်မသိသေးဘူးပေါ့သူတို့အကြောင်းမသိသေးဘူးပေါ့နော်တခါမှလည်းမတွားဘူးလီလီယန် online ကနေပဲမှာကွာဘာမှမအဲ့နေပေါ့ online လီလီယန်ကအဲ့ဒီဆိုင်ကိုပထမဆုံးတစ်ခါတုန်းက9000မိုးလားမသိဝယ်ဘူးလေပေါ့နော်ဝယ်ဘူးလေဒုတိယတစ်ခါတော့ဆက်ဆံရေးအရင်အကောင်းမဟုတ်ဘူးကွာဒီလားတွားတော့အဲ့ကောင်မလေးကတော့လိုက်ပြရတယ်သူကဘေးနားလေးမှာပဲအမဘာယူမဲဆိုလို့ပြောလိုက်တာပေါ့နော်ပြောတော့အဲ့တောင်းလေးတွေကိုထည့်ရကွာဒီဟာလေးသူကသူတောင်းလေးကိုထည့်ပြီးလီလီယန်တော့ကင်ထားပေါ့တောင်းလေးသူကသူထည့်ပြီးလီလီယန်ကင်တော့မကင်ဘူးဒီဟာအဲ့လိုမျိုးပြောပါတော့အဲ့နဲ့ကဲအဲ့ဆိုမစိုးပါဘူးလို့ဝင်ရတာအဆင်ပြေပေါ့နော်အဲ့နဲ့နောက်တစ်ခေါက်ကျတော့ကဲအမြန်ဘယ်လိုပြောမလဲဆိုတော့လီလီယန်ကကွာဒီကာဗာလုပ်လို့ရှိရင်တပတ်ပဲချင်းတာကိုသူများရေဆိုလို့ရှိရင်1လလောက်ကြာတယ်လေကာဗာလုပ်ရင်လီလီယန်ကျအဲ့အော်များလို့နေမှာမလို့သူတို့ကတော့အများကြီးလုံးဝလို့နေမှာပေါ့လီလီယန်ကျနဲတော့မှတပတ်ပဲအပြီးလုပ်ပြီးရကွာအဲ့လိုမျိုးကြာလီလီယန်ငါပဲသွားလိုက်ပါတော့မယ်လို့ဘာဖြစ်ဆိုတော့သူတို့ရှီကမှားလို့ရှိရင်အနည်းဆုံး4-5ရက်ကြာတယ်
online မှာ reply ပြန်လာနေပါနဲ့ဆိုတော့ကဲငါသွားလိုက်ပါမယ်ဆိုတော့တော့ဒီလီကပုံထုတ်ခိုင်းထားကွာသူတို့ရှိမှာအကုန်ရလို့လေone stop service ရလို့နဲ့ပုံထုတ်ခိုင်းတာလီကအမှန်ဆိုရင်ကွာချက်ချင်းလီလီယန်သွားမယ်ဆိုရင်ပုံထုတ်ထားရင်လီလီယန်ယူပြီးပြန်ရုံမဲ့လီလီယန်အဲ့လိုလူမျိုးကွာသူများရှိမှလည်းလီလီယန်အဲ့လိုအကြိုင်ဆိုင်မှာလည်းလူတွေမဆောင်ကြင်ကွာနဲ့လီလီယန်လေတဲ့ဆိုင်မှာလည်းအဲ့လိုအကြိုင်မဆောင်ကြင်ကွာသူတို့ဟာလေနဲ့တော်လီလီယန်အဲ့မှာသူထိုင်ကုန်လေးပြီးတော့လီလီယန်ထိုင်ဆောင်တယ်အဲ့တော့ဘာပြောရမလဲသိလားအဲ့ဒီရပေါ့နော်နည်းနည်းsupervisor ပေါ့ပြောမယ် supervisor level လောက်ရှိမှာပေါ့နော်ကုန်ကျန်းဆိုင်ဆိုတော့လဲဘွဲရတာပညာမတတ်တာအဲ့လိုမျိုးတော့မပြောတော့ဘူးเนาะဒါ supervisor level လောက်တော့ရှိမှာပေါ့တော့ဝင်နေနေ10တန်းမအောင်တဲ့သူလည်းခန့်တာရိုးရိုးတွေလည်းခန့်တယ်ဟိုလိုမျိုးပြောတာမဟုတ်ဘူးကွာဒါပေမဲ့customer တွေဆက်ဆံတဲ့ပုံမှာကျတော့ကွာသွားပြီလေဒီလားအဲ့လိုမျိုးပညာရေးချင်းရယ် experience ရယ်ဆိုတာအဲ့လို customer တွေကိုဆက်ဆံတဲ့အခါရယ်ပြီးတော့ဒီလူတယောက်ရဲ့ရင်းချက်မှုနဲ့ဆိုင်သွားပြီကွာဒီလားအဲ့နဲ့နီနီကလေထိုင်ဆောင်နေထောင်လဲဆောင်ဟဲ့တယ်ငါပေါ်သွားလိုက်အောင်မယ်နော်တဲ့ကြည်ထောင်းနော်ဆိုပြီးတော့အဲ့လိုပြောသွားအကျေကြီးပြောတာပေါ့နော်သူတို့ကသူအမှန်ဆိုရင်ဒီလိုစကားဆိုတာအချင်းချင်းပြောရမှာကွာပြီးလို့ရှိရင်တို့ဒီမှာကြည့်လို့ရတာပဲကွာ CCTV ရရှိရဟုတ်တယ်မလားဒီနေဆိုထိုင်ဆောင်နေရတာကွာဒီလားအဲ့လိုမျိုးကြီးမကြိုက်ဘူးအဲ့နဲ့ကဲခဏဆောင်ပြီးတော့နောက်ကျတော့စိတ်ထဲမှာတော့ကတိကအောင်လို့ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးကြတယ်အဲ့နဲ့ထားပါတော့အဲ့ဒီကုန်ကျန်းဆိုင်ရဲ့ဆက်ဆံရေးပြောပြအဲ့နဲ့ဒီနေကဒါပေမဲ့မှားတယ်နောက်ပိုင်းနဲ့ဆက်မှားသေးရဲ့သူရှိရနေလေဘာလို့ဆိုတော့ပုံထုံးလို့ရတာလီလီယန်တိရသူရှိမှာပဲရှိရလို့တိထားတာတိရဆိုတော့ကိုရှိမှာလာအဲ့တဲ့သူလည်းပုံနေထုတ်တယ်အဲ့နဲ့ကွာထုတ်ပေးရပါတော့သူရှိမှာပဲအဲ့မှားလို့ရှိရင်လည်းလီလီယန်ဘယ်လိုလုပ်တယ်မှလဲ reply က3-4ရက်ကြာလီလီယန်စိတ်မရှိတိလားစိတ်မရှိတော့ delivery တွေတွားယူခိုင်းတိလားလီလီယန်အဲ့နေကြ delivery ရှိရကွာ royal မဟုတ်တခြား delivery တစ်ခုရှိတယ်အဲ့တုန်းကပေါ့နော်အဲ့နဲ့တွားယူခိုင်းတော့သူတို့ကလည်းယူပေးတယ်အဲ့ဒါနည်းနည်းပို့မြန်တယ်အဲ့လိုတွားယူရင်ကွာပတ်စံရှင်းပြီးတော့တစ်ခါလေးတွားယူခိုင်းလိုက်တာသူတို့ဆိုင်အဲ့လိုမျိုးပြောမတွားကြင်ဘူးလေတိလားဆက်ဆံရမကောင်းပြီးလို့ရှိရင်လေသူတို့ကဈေးနဲ့ပေါ့နော်လီလီယန်ကအဲ့ဆိုင်ကိုမတွားကြင်တော့လို့ကွာတိလားအဲ့လိုမျိုးလူတယောက်ကိုတိလားမလားပုံမှန်ကိုယ့်ဟာကိုတိုးတိတ်ပြောလို့ရတဲ့ကိစ္စကွာတက်မဲ့တည်းကမှကြည်ထားတော့ဘာညာဆိုတော့လေကိုကပဲဘာမို့လို့လဲပေါ့နော်ဒီနေ့စိတ်ထဲမှာလေဒေါသထောင်းနေတော့ထွက်သွားတယ်ဒါပေမဲ့ထားလိုက်ပါလေဆိုပြီးအဲ့လိုမျိုးပဲပေါ့နော်ကိုကဒါလာဝယ်တဲ့သူဆိုလေသူကလီလီကဘလို့ထင်နေလဲမသိပါဘူးလီလီကကိုဘာကိုတိုင်လောက်တာကွာသိလားသူတို့ကထင်တာဒီလိုကုန်ကျန်းလေးတွေကိုလီလီကလာဝယ်ပြီးတော့ပြန်ရရင်1000-2000မြတ်တယ်လို့ထင်နေလားမသိဘူးလီလီကအဲ့လိုဖုန်းကာပါလုံးမှခရင်ကာပါဆို1000-2000ဝန်းမြတ်တာတကယ်1000-2000ဝန်းမြတ်တာကိုဘာကိုကာပါလောက်တာကွာပြီးရင်သူများရှာပတ်စံနေလဲကြုံမကဘူးလီလီကကိုပတ်စံနဲ့ကိုစိုက်ပြီးကိုကကိုလှုပ်ပြီးတော့မှအရင်ငွေချင်လုပ်ပေးတာကွာလီလီကအဲ့လိုမျိုးအဲ့တော့သူတို့လေအဲ့လို customer ကိုထင်သေးတာပေါ့ customer ကိုထင်သေးတဲ့ပုံစံပေါ့ဒီလားအဲ့ဘလို့လူမျိုးခံထားလဲမသိဘူးပေါ့နော်ဒါအားကြောင့်မို့လေတချို့လေ HR လုပ်တွေထဲမှာရှိရမလား experience ရှိရလူပဲခေါ်တယ်ဆိုတာအဲ့ဒီမှာစကားပြောတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လေ HR တွေမှာလေလီလီယန်လေးတရားinterview ကူးတယ်ကောင်မလေးတချို့ experience ရှိရကောင်မလေးရှိရ experience မရှိရကောင်မလေးရှိရလီလီယန်ဒီမှာလုပ်တော့telecom မှာလုပ်တော့လေHR assistant ပေါ့နော်လီလီယန် assistant ထားပေးရလီလီယန်အောက်မှာလုပ်ဖို့အတွက်ဆိုပြီးတော့လီလီယန် view ဘူးတယ်အဲ့ဒီကြောင့်လို့ရှိရင်လေသူတို့တွေရဲ့ပုံစံကလေသူတို့ experience ရှိရသူနဲ့မရှိရသူများကွာခြားတယ်ကွာပြီးလို့ရှိရင်စကားပြောတာအစကွာတယ်ကွာသိလားအဲ့လိုမျိုးပေါ့နော်အဲ့အကြောင်းလဲ experience ရှိရသူခေါ်တာများတယ်ကွာသိလားအဲ့လိုမျိုးပေါ့ဒါပေမဲ့ကျန်တာတော့စိတ်သက်ပိုင်းကတော့လုံးလို့မရဘူးနော် experience ရှိမရှိလူတယောက်ရဲ့ဒီကိုကျင့်တရားနဲ့စိတ်သက်ကတော့ကိုလိုက်ပြောဖြစ်လို့မရဘူးတူတွဲလုံးမှာပဲသူ့ရဲ့အကျင့်ချက်ကိုသိရတာကွာသိလားထားပါတော့အဲ့နဲ့အကောင်ကလေးအဲ့လိုလောက်တော့လီလီယန်ဆိုမဝဲကျင်တော့အဲ့ဒီဆိုင်မှာမဝဲကျင်တော့ဒီပိုင်ရှင်ကဘလို့ပုံစံပဲဖြစ်နေပါစေပေါ့နော်ဒီပိုင်ရှင်ကဘလောက်ပဲသဘောကောင်းပြီးတော့ customer ဆက်ဆံပါစေသူ့ရှိမှာခံထားတဲ့ဝန်ထမ်းတယောက်ကအဲ့လိုဆက်ဆံလိုက်တဲ့ခါကျတော့လီလီယန်မဝဲကျင်လုံးဝမဝဲကျင်မချစ်တော့လဲအောက်ကနဲ့ဆိုတာသိလားကို့မှာ choice မရှိဘူးပုံမှန်လဲသူ့ရှိမှာထုတ်ပါပြီးတော့သူ့ရှိမှာကလီလီယန်လိုချင်တဲ့ဟာလေးရှိသေးရဲ့ဆိုတဲ့ခါကျတော့ကိုကအမုန်းတော့မပွားကျင်ဘူးသိလားဒီမှာကျတော့ဒါပေမဲ့လီလီယန်ကလေဆူတောင်းတယ်သိလားအော်လို့အဲ့လိုမျိုးပေါ့နော်တနေရာထဲမှာစုံပြီးတော့ reply ကလည်းမြန်ရမယ်လီလီယန်လိုချင်တဲ့ဟာ reply နဲ့မြန်ပြီးတော့အဲ့လိုမျိုးလည်းမဆိုဘယ်လိုပြောပုံလဲထုတ်လို့ရမယ်အကုန်လုံးလီလီယန်လုံးချင်တဲ့ဟာအကုန်ရမယ်ကွာကာပါဆိုလည်းအကုန်ရမယ်အဲ့လိုမျိုးပုံစံမျိုးစုတော့တောင်းတယ်ဒါပေမဲ့စုတောင်းလည်းပြည့်ပါတယ်အခုတော့အဲ့လိုမျိုးဆိုင်လေးတွေ့ရပေါ့နော်အဲ့ဒီကောင်မလေးဆိုအရန်မြန်တာအဲ့ညီမလေးဆိုသူ့ဆိုင်လေးကအရန်အကြီးတော့မဟုတ်သေးဘူးပေါ့နော်သူဆို online ရပဲရောင်းနေဒါပေမဲ့အရန်ကိုသူဆိုလို့ရှိရင်တိုးတက်မှာဒီလားသူ့ပုံစံကြည့်ရပါပေါ့နော်သူက reply လည်းမြန်တယ်ပြီးလို့ရှိရင်ဒီနေ့မှာရဲဆိုနောက်နေ့ဆို app ပေးပြီးကိုက app ဆို app ပေးပြီးကိုကခဏလေးနေပါအောင်ပုံထပ်မှာကြာရှိသေးရဆိုသူစောင့်ပေးတယ်အဲ့လိုမျိုးပေါ့နော်
customer service ဆိုအဲ့လိုမျိုးရှိနေရမယ်ဒီဆိုလည်းအဲ့လိုပဲဥမာဖုန်းကပါရတာမှာဆိုလို့ရှိရင်ကိုမပြန်လိုက်ရရင်တော့မှပဲဟဲ့ဒုက္ခပဲဆိုနောက်မှကိုတွေ့မမြင်ပြန်ရတာအဲ့ဒါလည်း customer service အဲ့လိုမျိုးတွေလုပ်ပေးရတယ်ပေါ့နော်လူတွေကိုလေအဲ့လိုမျိုးကြမှာဘယ်လိုပြောမလဲလူတွေကကွာကိုယ်ဆိုင်မှာလာဝယ်နေတာသိလားကိုယ်စိတ်ထဲမှာပါတီဖြစ်စဉ်ပါတီဖြစ်စဉ်လူဥမာကွာ message ပို့ရတယ်ဆိုဟုတ်ကဲ့ပါရှင်ကျေးဇူးပါရှင်ဒါကတော့ပြောရမှာပဲလေကိုကသူများကိုဘယ်လိုပြောရမလဲကိုရှိရပစ္စည်းကိုရောင်းချင်တာကွာသိလားဘယ်လိုပြောရမလဲဆိုဘာပဲဖြစ်အဲ့လိုပြောလိုက်ရင် customer စိတ်ချနေသွားတာကွာသိလားဟုတ်မဟုတ်ကွာသိလားဥမာထားပါတော့ကွယ်လူတွေကဘယ်လိုမျိုးကိုလိုချင်ကြလဲဆိုရင်ကိုကသူများထက်တာပြီးတော့သိရမလားအဲ့လိုမျိုးလိုချင်တယ်မဟုတ်လားအဲ့ကြလို့ရှိရင်တချို့တွေဆိုလုံးဝအောက်ကျခံပြီးတော့အဲ့လိုပြောတတ်တဲ့သူတွေရှိသေးတယ်ကွာလီလီယန်တို့ကအဲ့လိုအစားထဲမှာတော့မပါဘူးပေါ့နော်အဲ့လိုမျိုးအဲ့လောက်ကြီးလည်းပြောစရာတော့မလိုဘူးပေါ့နော်ဒါပေမဲ့ကိုရှိမှလာတဲ့သူကိုမှ message ဘောက်ကဖြစ်ဖြစ်အပြင်မှာပဲလာဝယ်တာဖြစ်ဖြစ်ပေါ့နော်သူ့အပေါ်မှာဘယ်လိုပြောမလဲစိတ်ကွက် customer တော့ကိုစိတ်ကွက်သွားတဲ့ဟာမျိုးကိုမလုပ်တင်ဘူးပေါ့နော်ပြီးတော့တခြားဒီ topic နေဆိုတော့အဲ့လိုပဲဒါသူတို့ရှိမှလေဈေးရမ်းကြည့်ရသေးတာလီလီယန်တို့လေဒီလိုအထုတ်လိုက်ဝယ်နေတော့1000လောက်ပဲရှိရတေးလေးတွေအမှုံလေးတွေပေါ့နော်အဲ့လိုအမှုံအသေးစိုက်လေးတွေဆိုလို့ရှိရင်ကွာဟိုဖျက်ပုစီလေးအသေးလေးဆိုလို့ရှိရင်တစ်ထုံလုံးကမှ1000လောက်ပဲရှိမယ်အဲ့လိုမျိုးမှသူကတစ်ခု300နဲ့ရောင်းတယ်ကွာဒီလားအဲ့တစ်ထုံလုံးမှာ1000မှာကွာ10ခုလောက်ပါခြင်းလဲပါမယ်ကွာအဲ့လိုမျိုးသူကတစ်ထုပ်ကိုတစ်ခုကို1000နှုံးနဲ့ရောင်းတာ10ခု73ခုအဲ့လောက်ပါခြင်းလဲပါမယ်ကွာဒီလားအဲ့လိုမျိုးပေါ့နော်ပြီးတော့တခြားဒီဖဲပြားတွေဟွာလေးတွေပလဲဖဲပြားလေးဆိုလဲလေတော့ပင်တို့ရောပလိုက်တယ်ကွာတိလားအဲ့တေးသေးလေးရောပလိုက်ရရောပြီးတော့ဘူးလိုက်ကြီးရောက်တော့လီလီယန်ကဖဲပြားလေး2ခု3ခုလိုချင်တယ်ဆိုရင်တော့မှပဲသူ့ရှိမှာဘူးလိုက်ကြီးခဏဝင်ရတော့တတ်မလုံးနေသလိုပဲကွာဒီလားအဲ့လိုမျိုးပုံစံမျိုးခံစားရတယ်ကွာဒီလားရောရောင်းပြီးတော့လေတခြားရှိမှာဝယ်တော့လေဝါဈေးပေါ်လိုက်တာဒီလားအဲ့လိုမျိုးပေါ့နော်လီလီယန်လေးအားကြောင့်မို့လေစဉ်းစားကြည့်လီလီယန်အမှအသေးပုံလေးလိုချင်တယ်ဆိုတော့အဲ့လိုပဲသူကရောတော့အသေးပုံလေးက4-5ခုပဲပါအဲ့လိုမျိုးပေါ့နော်အားကြောင့်မို့လေရောင်းနေရပဲပေါ့နော်သူတို့ရှိမှဥမာဒီ wifi service တွေလိုပဲပေါ့မချစ်တော့လဲအောက်ကနဲ့ဒီဟာမကောင်းမိမယ်လဲဒါကိုပဲတက်ကြတာပဲဒါပဲသုံးဖို့ရှိတယ်လေဒါပဲလောက်ကမှာပဲဟုတ်တယ်မလားကို့မှာ choice မှမရှိရဟာ choice တွေအခုတည်းလောက်ရှိရင်တော့ဒါမသုံးလေအရင်ကောင်းတဲ့ဟာလူတွေ recommend ပေးဟာပဲသုံးမှာပေါ့ဒါပေမဲ့အခုဆိုရင်တော့တော်သေးရလီလီယန်ကြောင်လေဒီအဲ့ဆိုင်တခုတွေ့တယ်ပေါ့နော်ကုန်ကျန်းဆိုင်တခုတွေ့ရသူကကြာဥမာလီလီယန်ဒါလေးလိုချင်တယ်လီလီယန်လိုမှမှာတာကွာဥမာ customer ကနေပြီးတော့ cover တခုလာမှာရဆိုလဲလီလီယန်အဲ့လိုတခုကို delivery နဲ့ပဲလီလီယန်အမြက်ကဥမာ delivery က3500ဆိုပေးပလိုက်တာပဲကွာမတက်နိုင်ဘူးသိရမလားကိုမသွားနိုင်တာလေကိုမသွားနိုင်တာအဲ့လိုမျိုးပေါ့နော်လီလီယန်ဆိုတော့လေအခုဆိုလို့ရှိရင်တော့ကောင်းတယ်လို့အားကြောင့်မလို့အဲ့ဒီလိုကုန်ကျန်းဆိုင်နေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဝန်ထမ်းတွေခန့်တာပြောချင်တာကွာသူအဲ့လိုဝန်ထမ်းတွေခန့်လို့ရှိရင်လေဘယ်သူမှကိုယ့်ရဲ့ဆိုင်မှာလာဝယ်မှာမဟုတ်ဘူးလားအဲ့ဒီနည်းစဉ်းစားမိတဲ့ဟာလေးပေါ့နော်အဲ့ဒီနည်းအပြင်းပြပြောပြ this one